င်္ဂလာပါအမ မင်္ဂလာပါညီမလေး အမရဲ့နာမည်လေးတစ်ချက်လောက်မိတ်ဆက်ပေးပါအောင်ရှင် အမနာမည်ဝီဖြိုပါညီမလေး အမဒီ event ကိုဘယ်လိုမျိုးတည်ပြီးတက်ဖြစ်ခဲ့ရလဲမသိဘူး ဒီ event ကို ACOG ရဲ့ agency ကပေါ့နော်ကြော်ညာတဲ့ဒီ TikTok မှာတွေ့လို့တရားစင်းပေးဖြစ်တာပါ အော်ဟုတ်ကဲ့ပါအဲ့တော့ဒီ seminar ကိုတက်ပြီးမတက်ခင်နဲ့တက်ပြီးရောအမရဲ့နားလည်မှုတွေဘယ်လိုမျိုးပြောင်းလဲသွားလဲမသိဘူးရှင် မတက်ခင်ကတော့ဥမာပေါ့နော်ကိုတကယ်ဂျာမနီကိုသွားချင်တာတိတ်ဝေခွဲမရဘူးဆိုတာဖြစ်ခဲ့ရပေါ့နော်ဒါပေမဲ့အခုချိန်မှာဆရာကြီးရှင်းပြတဲ့အချိန်မှာတော့ okay opportunity လည်းကောင်းတယ်ပေါ့နော်ပြည်စည်းအားဖြင့်လည်းဒါတင်တင်များတာတဲ့နေရာဆိုတာကိုတည်သွားတော့ပိုပြီးခိုင်မာသွားတယ်ပုဂ္ဂိုလ်ဆုံးဖြတ်ချက်ဟုတ် ဟုတ်ကဲ့ပါပြီးတော့ဒီဂျာမနီကိုစိတ်ဝင်စားနေတဲ့လူငယ်တွေကိုလည်းဒီ event လေးကိုအကြံပြုချင်တယ်လားမသိဘူးရှင် ဟုတ်ကဲ့ဟိုပေါ့နော်တကယ်လို့ကိုကဂျာမနီကိုသွားဖို့လည်းရှိတယ်အချိန်ကုန်ခံပြီးတော့ပေါ့နော်ဟို agency မှာသွားပြီးတော့ဆွေးနွေးဖို့အချိန်မလုံလောက်တာမျိုးဖြစ်တယ်ဆိုရင်ဒီလို event လေးကို join စေချင်တယ်ဒါအချိန်ကိုအတွင်းမှာပဲကိုအများကြီးပေါ့နော်ဆရာတို့ရဲ့အတွေ့အကြုံတွေနဲ့ရှင်းပြတာလေးကိုသိရတဲ့အတွက်ပိုအဆင်ပြေပါတယ် ဟုတ်ကဲ့အခုလိုဖြေကြပေးရတော့ကျေးဇူးတင်ပါတယ်ရှင် ပါတယ်ရှင်